အားလုံးမင်္ဂလာပါဒီတစ်ပတ်တော့ကျွန်တော်က Python ကိုသုံးပြီးတော့ကျွန်တော်တို့ဒီ login program လေးတစ်ခုဖန်တီးကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအများနဲ့တွေ့နေရတဲ့ဒီ website တွေမှာเนาะကျွန်တော်တို့ဒီဥပမာ Gmail ရော Facebook တခုပေါ့နော်အဲ့လို login ဝင်ရတဲ့ဒီ website တွေမှာကျွန်တော်သုံးထားတဲ့ login ကျွန်တော်တို့ဒီဖန်တီးထားတဲ့ပုံစံလေးပေါ့နော်ဥပမာပါလဲဆိုရင် login ပါဆိုရင် username and password အဲ့လိုမျိုးအဲ့ဒါကိုကျွန်တော်တို့က Python program ကိုသုံးပြီးတော့ login program လေးတခုဖန်တီးကြည့်ပါမယ်အဲ့တော့ကျွန်တော်က Python programming ကိုသုံးတဲ့အခါမှာကျွန်တော်ဒီ integrated development environment ဆိုတဲ့ IDE ပေါ့နော် IDE ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြတဲ့ VS Code ပေါ့နော် VS Code editor လည်းသုံးရချာ editor တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ပြမှာကအဲ့ဒီကျွန်တော်ဒီ IDE ကိုမသုံးမဲနဲ့ကျွန်တော်တို့ကခုကျွန်တော်ရဲ့ OS မှာပေါ့နော်ကျွန်တော်ရဲ့ Bob OS မှာကျွန်တော်ကရှင်းပြောရရင် terminal မှာပဲကျွန်တော် Python ကိုထည့်သွားမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ OS မှာ Python ရမယ့်အကိုစစ်လို့ရပါတယ်နော်ဥပမာ Windows ဆိုလဲ Windows ပေါ့နော် Windows ဆိုလဲ Windows မှာဆိုရင် CMD တို့ PowerShell တို့ရှိတယ်အဲ့ဒီမှာ Python ရမယ့်စစ်ကြည့်ရမယ်စစ်ကြည့်ရမှာပါလဲဆိုရင်ဥပမာခေါ်လိုက်မယ် CMD ဒါမှမဟုတ်ရင် PowerShell အဲ့ဒီမှာ Python လို့ရလိုက် Python 3လို့ရ version 3ကို Python 3ပေါ့နောက်ဆုံးက Python 3 -v/si version ဆိုပြီးတော့ enter ခေါက်ချလိုက်ရင်ကျွန်တော်တို့မှာရှင်းမရှိတွေ့ပါတယ်။ဒါလို့မရှိဘူးဆိုလို့ရှိရင်တော့ standard error ပေါ့နော် invalid ဘာမှမရှိဘူးပေါ့ရှိရဆိုရင် Python version 3က Python 3က version ဘယ်လောက်လဲဆိုတာကိုသူပြပေးရဖြစ်ပါတယ်။ Okay ကျွန်တော်အရင်ဆုံးကျွန်တော်ရဲ့ boss web မှာ terminal မှာကျွန်တော်ရေးစစ်ကြည့်မယ်။ terminal နဲ့ဝင်ထားတယ်စစ်ကြည့်မယ်ဆိုတော့ Python ကျွန်တော်ဒီမှာတက်ခုံလိုက်တာ Python လို့တန်းပေါ်ဒါဆိုရင်သိကြရတယ်ရှိနေ3-version ဆိုရင်ကျွန်တော်ရဲ့ဒီ OS မှာ Python ရဲ့ version 3.10.11 ရှိတယ် Okay ဒါဆိုရင်စပြီးတော့ Python program စရေးလို့ရပါတယ်အဲ့တော့ Python program စရေးမယ်ဆိုတော့ကျွန်တော်တို့ file လေးတစ်ခုဆောက်မှာပေါ့နော်အဲ့တော့ link လေးစင်မှာတော့ file ဆောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ file ဆောက်မယ် file ပြင်မယ်ဆိုတော့လည်း nano ဆိုတာရှိတယ် nano file ဆောက်တာကတော့ touch ပေါ့ဗျာကျွန်တော်တို့ဒီမှာ nano နဲ့တခါတည်းကျွန်တော်တို့ဒီပြင်မယ်ပေါ့ဆောက်မယ်အဲ့တော့ကျွန်တော်အနေပေးလိုက်မယ် login.py အဲ့တော့ extension ကတော့ပိုင်ပြမှာရ Python ကိုသွားပြီးတော့ Okay ဒါဆိုရင်ကျွန်တော်တို့အနာကောက်လိုက်မယ်ဒါဆိုရင် login.py ဆိုပြီးတော့ကျွန်တော်ဒီမှာ file လေးတွေပေါ်လာတယ်နော်ဒီထဲမှာကျွန်တော် Python programming code တွေရေးမယ်အဲ့တော့ဟုတ်ပြီအဲ့လို file မဆော့ဘဲနဲ့လည်းဒီမှာသဘောတရားကတော့ပုံမှာပြပြတော့နော်Python 3ဆိုပြီးတော့အနားခေါက်လိုက်ပြီဆိုလို့ရှိရင်ဒီမှာစပြီးတော့လည်းဒီမှာရေးလို့ရပါတယ်ဒီမှာ print hello Python ဒါဆိုရင် hello Python ဒါမျိုးဒီထဲမှာလည်းရေးလို့ရတယ်အဲ့တော့ကျွန်တော် file လေးဆောက်ပြီးရေးထားတယ် Okayအဲ့တော့စပြီးတော့ကျွန်တော် login program တစ်ခုဖန်တီးမယ်ရေးမယ်
အဲ့ဒီတော့ရိုးရိုးရှင်းရှင်းပဲကျွန်တော်တို့ရေးမယ်သုံးမယ်ဗျာနော် Python မှာသူ့ရဲ့ဒီ data type တွေအများကြီးရှိတယ်အဲ့တော့ဘာသုံးမလဲဆိုရင်ကျွန်တော်ဒီမှာရိုးတန်းတန်းရိုးရှင်းပဲ variable လေးနဲ့စပြန်နေလိုက် okay ဒါဆိုရင်ဘာရေးမလဲဆိုရင် correct username ဒါ variable name correct username variable name ပြီးရင်ကိုပေးခြင်းနဲ့ login username ပေါ့နော်ဒီမှာ admin ပြီးရင် login username ပြီးတော့ login sorry login password login password ဆိုလည်းဒီမှာဥမာ1 2 3ဒါဆိုရင်အခုပြီးသွားတာက variable name လေးနဲ့သူကိုသားပြတာက admin username admin password က1 2 3အဲ့တော့ပြီးတဲ့အခါမှာကျွန်တော်တို့ကဆိုပါတော့နော်ရိုးတဲ့နဲ့ပဲကျွန်တော်ဆက်သွားကြည့်အောင်အဲ့တော့ကျွန်တော်တို့ကဆိုပါတော့နော်ဒါဆိုရင်ဒီတက်ကပေါ့နော်တက်က repetitive text တွေပေါ့တက်ကလုံးဝမယ်အလုပ်တွေဆိုလို့ရှိရင်သူ loop ဆိုတဲ့ကောင်သုံးရတာ loop ဆိုရအမြဲတမ်းသူက condition စစ်တာပေါ့နော်ဟိုကကိုက user name password ရိုက်လိုက်တယ်အမှားသွားတယ်ပြင်ရိုက်ခိုင်းတယ်အဲ့လိုမျိုးတက်ကမမှန်သေးဘူးသူကလုံးနေမှာမှန်သွားရင်သူရက်သွားမယ်ဒါမျိုးပေါ့အဲ့လိုချိန်ကြလို့ရှိရင် loop တွေသုံးရအဲ့တော့ Python မှာကျွန်တော် for loop ရှိရယ် while loop ရှိဒါမျိုးပေါ့နော်အဲ့ဒီမှာကျွန်တော် for loop နဲ့တစ်ချက်သွားပြအဲ့တော့အရင်ဆုံးပါလို့ဆို user input လိုတယ်ပေါ့ user input လိုတယ် user name variable ပေါ့ပြီး user input ထည့်မယ် enter login name password user input ထည့်မယ် enter login password okay အဲ့ဒီတော့ကျွန်တော်တို့မှာ condition လာပြီ if carry username က correct username နဲ့ညီခဲ့မယ်ပြီးတော့ password က correct password နဲ့ညီခဲ့မယ်ဆိုရင် print ပြပေးပါ login successful ပေါ့ဗျာအဆင်ပြေရမှန်သွားတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမှားသွားခဲ့မယ်ဆိုရင် login မှားသွားခဲ့မယ်ဝင်မှားသွားခဲ့မယ်ဆိုရင် print ကတော့ပြပေးပါ login fail okay ဒါရိုးရှင်းရှင်းလေးပဲအဲ့တော့ဒီတိုင်းလေးပဲကျွန်တော်တို့တစ်ချက် run ကြည့်အောင် save မှတ်ထွက်မယ် program run မယ်ဆိုတော့ Python program run နေဆိုတော့ Python လို့ရိုက်မယ်ပြီးရင်ခုနကျွန်တော်တို့ file name လေးကကျွန်တော် login.py okay အဲ့ဒါခေါ်လိုက်ဒါဆိုရင်ဒီနေရာမှာကိုရေးတိုက်တဲ့ program ကမှန်နေဆိုရင်တော့သူဆက်ပြီးတော့သူ run နေပေါ့နော်အဲ့ဒါဆိုတော့ run နေအမှန်ဦးမှားတယ်ဆိုရင်တော့ဒီမှာဘယ်နေရာမှားတယ်ဆိုတော့သူထောက်ပြပေးတယ်ပထမနဲ့အတွက် enter login နဲ့ပြတယ်အဲ့တော့ login နဲ့ကဘာလဲကျွန်တော်တို့မှာ login နဲ့ကadmin
admin ရိုက်မယ် password က1 2 3လို့ပြောထားတယ်1 2 3 enter ခေါ်လိုက်တော့ login successful ဒါဆိုရင်အဝင်ကျွန်တော်တို့ဒီ login မှန်သွားတယ်ပေါ့ okay ဒါဆိုရင်ထပ် run ကြည့်အောင်အမှားရိုက်မယ်ဗျာအမှားရိုက်တော့ကျွန်တော် password မရိုက်တော့ဘူးဆိုရင်မှားတယ်ပြောချင်တာက program ကသူ့တဲ့အတိုင်းမဟုတ်ဘူးဆိုလို့ရှိရင်သူကဘာပြောမလဲဆိုရင်မှားတယ်လို့ပဲသူပြောခိုင်းတယ် print ထုတ်ခိုင်းတယ်အဲ့တော့ဒါဆိုရင် login program တစ်ခုပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာတော့ program တစ်ခုပြီးပြီပေါ့နော် login program ဒီတဲ့ထပ်ပြီးအောင်မှနည်းနည်းလေး advanced လုပ်လို့ရတာပါလဲဆိုရင်ကျွန်တော်တို့ကအချိန်ကြီးပေါ့ counting လုပ်နော်သဘောတရားအဲ့တော့ counting လုပ်မယ်ဆိုတော့မှန်တည်း၍သူကအဲ့လိုမျိုးဒီဆက်ပြီးပြနေမှာစတဲ့မားတယ် counting ဘယ်နှချိန်ကြံတယ်ဒါမျိုးပေါ့ invalid attempt ဘယ်နှချိန်လုပ်သွားတယ်အဲ့လိုမျိုး advanced ထပ်ပြီးအောင်ရေးချင်တယ်ဆိုလည်းရေးလို့ရပါတယ်ဆက်ပြီးရေးကြည့်အောင် runner no okay အဲ့ဒီတော့ကျွန်တော်ဒီမှာဒါရ if condition ပေါ့နော်အဲ့ဒီမှာ loop သုံးမယ်အဲ့တော့ချင်းဒီတရက်ကကျွန်တော်တို့ဇက်တိုက်ပေါ့နော်မှားသွားခဲ့တယ်ဆိုလို့ရှိရင်သူကဘာလဲဆိုရင်ဆက်ပြီးတော့မဖြစ်တော့ဘူးပေါ့ manager ရက်သွားမယ်မှားရင်ဆက်ပြီးတော့သူပြနေ run နေပြီဒါဆိုရင်ကျွန်တော်ဘာလုပ်လဲဆိုတော့ဒီအတန်ဝေးတစ်ခုသတ်မှတ်မယ်ဘေးပဲတစ်ခုသတ်မှတ်လိုက်မယ်အတန်စဘေးပဲသတ်မှတ်မယ်ကျွန်တော်တန်ကို3ချိန်သတ်မှတ်အဲ့တော့ username password ကိုရိုက်တဲ့အခါမှာ user က3ချိန်တိတိရိုက်လို့ရတယ်နော်ဒီ user နဲ့ password အဲ့ဒီ user နဲ့ password ဒါ3ချိန်တိရိုက်လို့မှမှားသွားခဲ့ရင်ကျွန်တော် program ရက်သွားမယ်အကောင့်ကလည်းဝင်လို့မရပဲနဲ့ log ပြတ်သွားမယ်ဒါမျိုးလေးပြချင်တော့နော် okay ဒါဆိုရင်အထက်ကို3ချိန်သတ်မှတ်ပြီးဒီနေရာမှာ while လို့လာwhile ဘယ်စင်တွင်လဲဆိုရင် temp 3 sorry temp 0အဲ့တော့ကဲရေးအဲ့ဒါဆိုရင်တန်3ချင်းဟာ0တဲ့ဟုတ်လားနေသွားပြီဆိုလို့ရှိရင်ဘာဖြစ်မလဲဒါမျိုးပေါ့အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ username password okay ဒါဆိုရင်ကျွန်တော်ဒီမှာ condition တစ်ခုလာမယ် break လုပ်လိုက်မယ်အဲ့တော့ခုကဘာလဲဆိုရင်အတန်းကိုကျွန်တော်တို့က i နဲ့ equal 1အဲ့တော့3နဲ့တဖြည်းဖြည်းနဲ့ဥပမာတစ်ချိန်ရိုက်တယ် i နဲ့1နှုတ်သွားမယ်နှစ်ချိန်ချမ်းမယ်တစ်ချိန်ရိုက်တယ် i နဲ့1နှုတ်သွားမယ်အဲ့တစ်ချိန်ချမ်းမယ်နှစ်ချိန်တစ်ချိန်အဲ့လိုမဟုတ်3ချိန်နှစ်ချိန်တစ်ချိန်နောက်ဆုံးမှာတစ်ချိန်မှမရှိတော့ဘူးဆိုရင်0ဖြစ်သွားတယ်โอเคဒါဆိုရင်အဲ့အတွက် print လေးတစ်ခုထုတ်မယ် print က
ကျွန်တော်တို့ f string လေးနဲ့တခါလဲတော့ login fail ပေါ့ login invalid login ပေါ့ဗျာ invalid login attempt left တော့ကြံမလဲဒီနေရာမှာကျွန်တော်ဟိုးပေါ်ကအတန်မျိုးထည့်လိုက်ပြန်ပိတ်မယ် okay အဲ့တော့ဟုတ်ပြီဒါဆိုရင်အားလုံးကုန်သွားတဲ့အခါမှာဆိုရင်if attempt က equal 0ကုန်သွားခဲ့ရင် print ထုတ်ပြပါ login count log ဝင်တဲ့ login အကောင့်ဟာ log ဖြစ်သွားပါပြီလို့ပြပေးပါ okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ while loop တွေပါလာတဲ့တန်တင်နေဆိုတော့ကျွန်တော်တစ်ချက် account လေး run ကြည့်မယ်Python 3 login ဆိုရင် login နေ admin ကျွန်တော်အမှန်မရိုက်သေးဘူးအဲ့ဒါပဲခေါက်ကြည့်တော့ဒီမှာတွေ့လား attempt ကဒီမှာနော်စလုံးပေါင်းလေးတွေလိုနေတယ်အဲ့တော့ပြန်ပြင်မယ် program ကတော့တစ်ခုချင်းတည်းသွားတဲ့အခါမှာဒီနေရောက်လို့ရှိရင်သူကမှားတဲ့နေရောက်လို့ရှိရင်သူဆက်မသွားတော့ဘူးကျွန်တော်ဘာကြံခဲ့လဲဆိုတော့ s ကြံခဲ့ဒါကတော့ကျွန်တော်ဒီ terminal run တဲ့အတွက်ဒီလိုမြင်ရတယ်ကျွန်တော်ရင်းနေစဉ်အတွင်းမှာပဲသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော် IDE တွေ VS Code တွေပါတယ်နော်အဲ့ဒါကြောင့်ခါလေးသိရတာပေါ့ underline ပြတယ် red line တွေအဲ့ဒီကောင်ကရမ်းပြီးတော့ကျွန်တော်ဒီမှာဟိုမှာအဲ့လိုမျိုးပြပေးတဲ့ဒီထောက်ပေးပြပေးတဲ့ဟာမှာပါတော့ကျွန်တော်တို့ဒီလိုပဲပြပေးတာပေါ့ဒီမှာတော့သူပြပေးပါတယ် okay ဒါဆိုရင် tab run ကြည့်အောင် admin မရဘူးဒါဆိုရင်မှန်သွားပြီဒါဆိုရင်သူပါပြောလဲဆို invalid login attempt left လောက်ကြံတယ်နှစ်ကြိမ်ကြံဘာတစ်ကြိမ်မှားသွားတော့ tab run နဲ့ဒါဆို invalid login တစ်ကြိမ်နဲ့ကြံတော့တယ်ထည့်ရိုက်မယ် invalid login ချိန်မှမရှိတော့ဘူးမင်းအကောင့်ကလည်းလောကျသွားပြီဒါဆိုရင် program ပြီးသွားပြီချက်သွား break သွားတယ်ရက်သွားပြီပြီးသွားတာပေါ့နော် while loop ပြီးသွားပြီအဲ့တော့ကျွန်တော်ဒီမှာအမှန်လေးရိုက်ကြည့်အောင် admin 1 2 3ဒါဆိုရင် login successful ဆိုပြီးတော့သူ့ရဲ့ program ကကျွန်တော်တို့ဒီမှာရက်သွားတာပေါ့နော်ဒီစင်မှာလည်းတော့ရက်သွားပြီဘာလို့ဆိုမှန်သွားတော့ကိုရိုက်တဲ့ username password ကမှန်သွားခဲ့ရင်ဒီနေရာမှာကျွန်တော် break ပါလို့ပြောထားတဲ့အတွက် program ဒီမှာချက်သွားပြီအောက်က program ဆက်မ run တော့ခုနကဘာလို့ run လဲဆိုရင်ကျွန်တော်ဒီသူ့ရဲ့ database တွေပေါ့နော်ရှိတဲ့ username password ကမမှန်တဲ့အတွက် while loop ကထပ်ခါသူသွားနေမှာဖြစ်ပါတယ်အဲ့အတွက်ဒီမှာ program လေးရေးထားတာပေါ့ -1 ဆိုအဲ့နေရာမှာမှားရေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ while loop က infinity loop ဖြစ်သွားနိုင်ပါတယ် okay ဒါလေးကိုပြပြပေးချင်တာပါအဲ့တော့ဟုတ်ပါပြီအဲ့တော့ဒီနေ့ကျွန်တော်ပြသွားတာပါဆိုလို့ရှိရင် Python programming ကိုသုံးပြီးတော့ login စစ်တဲ့အားလေးပေါ့အဲ့ဒါလေးကိုကျွန်တော်ရေးပြသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်